crypto လွှဲပြောင်းမှုလုပ်တဲ့အချိန်မှာ address ကိုတေချာစစ်ဆေးဖို့တတိပေးကြတာအားလုံးသိပါတယ်ဆိုတော့တကယ်လို့ကိုပို့လိုက်တဲ့ address ကအမှားကြီးဆိုရင်ဘာဖြစ်သွားမယ်လို့ထင်ပါတယ်လဲဒီနေရာမှာဖြစ်နိုင်ခြေက3ခုရှိပါတယ်ပထမကတော့ကိုပို့လိုက်တဲ့ address က active ဖြစ်နေရဆိုရင်ပိုင်ရှင်ကကိုပို့လိုက်တဲ့ crypto ကိုရသွားမှာဖြစ်ပါတယ်သူ့ကိုပြန်လဲဆက်သွယ်ပြီးတော့ तू က crypto ကိုပြန်ပေးဖို့ဆန္ဒရှိမှသာသူ့စီကပြန်ရနိုင်မှာဖြစ်ပါတယ်ဒုတိယအချက်ကတော့ကိုမှားပို့မိတဲ့ address က ban လုပ်ထားတဲ့ဟာဆိုရင်ကိုယ့်ရဲ့ crypto ကိုထာဝရဆုံးရှုံးသွားမှာဖြစ်ပါတယ်တတိယဖြစ်နိုင်ခြေကတော့ကိုပို့လိုက်တဲ့ address ကမရှိသေးတဲ့ address ဖြစ်နေရင်အဲ့ဒီ address က blockchain တိစောက်ပုံနဲ့ကိုက်ညီရင်တော့ address ကမရှိသေးရင်တော့မှအလွှဲပြောင်းမှုကအလုပ်ဖြစ်နိုင်ပါတယ် theory မှာတော့လူတစ်ယောက်ယောက်ကဒီ address နဲ့ wallet လုပ်မယ်ဆိုရင် तू ကဒီ crypto တွေကိုရနိုင်ပါတယ်တကယ်လို့ပေါ့နော် network မှားပို့မိရင်ရောဘာဖြစ်သွားမှာလဲတေးကြတာတစ်ခုကတော့ bitcoin network ကနေ ethereum network ကိုတော့မှားပို့လို့မရပါဘူးတကယ်လို့ ethereum evm network layer 1နဲ့ layer 2အကြားမှာမှားပို့မိရင်တော့ပြန်ရနိုင်ခြေရှိပါတယ်ဒါပေမဲ့ non evm network ကိုမှားပို့မိရင်တော့ကိုယ့်ရဲ့ asset ကိုထာဝရဆုံးရှုံးသွားနိုင်ပါတယ်